ယခုအချိန်တနေရာမှာကလေးငယ်တယောက်ကသူတို့ရဲ့မိဘတွေကိုမေးခွန်းတစ်ခုမေးနေပါလိမ့်အဲ့ဒါဟာတိတ်ကိုတက်တန်းရင်လွန်းလို့ဘယ်သူကဘယ်တော့မှစမေးခဲ့တယ်ဆိုတာတော့မှမသိတော့တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်အဲ့ဒီမေးခွန်းဟာတိတ်ကိုကြီးမားကျယ်ပြန့်လွန်းလို့လူရင်ကြီးမှုတိုင်းစပွဲတိုင်းဖျားเจ้าကန်တိုင်းစူတောင်းတန်တိုင်းကြပြားတိုင်းပြီးတော့တန်တရားတိုင်းကိုပေါ်ပြပေးခဲ့တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်အဲ့ဒီမေးခွန်းကတော့ဖျားသခင်တွေတကယ်ပဲရှိနေသလားဗီဒီယိုလေးမစခင်မှာပြောချင်တာလေးတစ်ခုကဒီဗီဒီယိုဟာဘာသာရေးတိုက်ခိုက်မှုဘာသာတရားခွဲခြားမှုဗီဒီယိုမဟုတ်ပါဘူးဒီဗီဒီယိုမှာဖျားသခင်တကယ်ရှိမရှိဆိုတာကိုလည်းသင်ကိုအဖြေတိတိကျကျပေးနိုင်မှာမဟုတ်ပါဘူးသင်ကိုလူသားသမိုင်းရဲ့အနစ်ရှိုင်းဆုံးတောင်စွန်းနေသိပ္ပံပညာတွေတတနိကဗေဒတွေပြီးတော့လူသားတွေရဲ့နှလုံးသားစီကိုခေါ်ဆောင်သွားပြီးဒီမေးခွန်းကြီးကိုပို့ပြီးလေးလေးနက်နက်မေးတတ်လာအောင်လမ်းပြပေးသွားယူမယ်ဖြစ်ပါတယ်လို့လဲဆိုတော့အခါတရံမှာဒီလိုမေးခွန်းတွေမေးရချင်းဟာပဲဘဝရဲ့ပန်းနိုင်ဖြစ်နေတတ်လို့ပါပဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါလွန်ခဲ့တဲ့နှစ်ပေါင်း3000ခန့်စာရေးသားတွေမပေါ်ခင်မြို့ပြတွေမတီဆောက်ခင်ဒသနိကပညာတွေမထွန်းကားခင်ပြီးတော့ကျွန်တော်တို့စီမှာဖျားသခင်ဆိုတဲ့စကားလုံးမရှိခင်ကတည်းကကျွန်တော်တို့စီမှာဒီမေးခွန်းတွေရှိနေခဲ့တာပါနှုတ်တတဗေဒပညာရှင်တွေကဒါကိုကိုယ်ကွယ်ယုံကြည်မှုဆိုင်ရာအပြုမှုတွေရဲ့ပထမဆုံးသက်သေးလို့ခေါ်ခဲ့ကြပါတယ်ကျွန်တော်ကတော့ဒါကိုလူသားတွေရဲ့ပထမဦးဆုံးစူးစမ်းချင်မှုရဲ့သက်သေးလို့ပြောချင်ပါတယ်ရှေးလူသားတဦးဟာမိုးကြိုးမုန်တိုင်းတွေကိုကြည့်ပြီးအဲ့ဒီနောက်မှာတခုခုများရှိနေမလားလို့ခံစားခဲ့ရပါတယ်သူတို့ဟာသိချင်းတရားကိုကြည့်ပြီးဒါဟာအဆုံးသတ်ဖြစ်တယ်ဆိုတာကိုလက်ခံဖို့ညှင်းဆန်ခဲ့ကြပါတယ်အဲ့ဒါကြောင့်သူတို့ဟာကွယ်လွန်သူတွေကိုပန်းမွန်လေးတွေနဲ့အတူညီမြုပ်တကြိုပေးခဲ့ကြပါတယ်စင်ကဲပြောင်းလဲမှုဆိုင်ရာမနုဿတဗေဒပညာရှင်တဦးပြောတာကလူသားတစ်ယောက်ကနောက်ထပ်လူသားတစ်ယောက်ရဲ့ရုပ်အလောင်းကိုဂယုတစိုက်မြေမြုပ်ပေးလိုက်တဲ့အချိန်မှာတင်ထူးခြားဆန်းပြတဲ့အရာတစ်ခုကဖြစ်ပျက်သွားခဲ့ပြီးလို့ဆိုပါတယ်အဲ့ဒီလောက်ရကတည်လွန်သူဟာရှိနေဆဲပဲဆိုတဲ့ယုံကြည်မှုကိုဖော်ပြနေတာပါရုပ်ဝတ္ထုတွေရဲ့အလွန်မှာတစ်ခုခုရှိနေသေးတယ်ဆိုတဲ့ယုံကြည်မှုမျိုးပေါ့ဒါဟာဘာသာရေးဆိုင်ရာဗီဇစိတ်ကိုမွေးဖွားခြင်းရဲ့အစားလို့ပြောလို့ရပါတယ်ဘုရားတွေတကယ်ရှိသလားဆိုတဲ့မေးခွန်းဟာလူသားတွေရဲ့အသိစိတ်မွေးဖွားလာခဲ့ကြတဲ့ကအတူတူပါလာခဲ့တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟာဘာကြောင့်လဲလို့မေးနိုင်လောက်တဲ့အသိဉာဏ်ရှိလာတဲ့အရွယ်မှာတင်အဖြေတစ်ခုကိုအသေးအတန်လိုအပ်နေခဲ့လို့ဖြစ်ပါတယ်ဒီနေ့ခေတ်မှာကမ္ဘာလူဦးရေရဲ့80%ဟာဘာသာတရားတစ်ခုခုကိုကိုးကွယ်ကြပါတယ်ဒါဟာလူဦးရေ 6.4 ဘီလီယံရှိပါတယ်မိမိတို့နီးမိမိတို့ဟန်နဲ့ပုံမကြီးမြတ်တဲ့အရာတစ်ခုခုရှိနေတယ်လို့ယုံကြည်လက်ခံထားတဲ့လူပေါင်းကမ္ဘာပေါ်မှာ 6.4 ဘီလီယံရှိနေတာဖြစ်ပါတယ်ဖျားတွေတကယ်ရှိသလားလို့မမေးခင်ကျွန်တော်တို့ပို့ပြီးခက်ခဲတဲ့မေးခွန်းတစ်ခုကိုအရင်မေးရပါမယ်အဲ့ဒါကဘာလဲဆိုတော့ဖယားတော့မဟုတ်ဖယားသခင်ဆိုတာဘာလဲဒီစကားလုံးဟာအတိတ်ပဲဖွင့်ဆိုချစ်တွေကိုကြော်လွန်ညှင်းဆန်နေခဲ့ပါတယ်ပြီးတော့အဲ့လိုအတိတ်ပဲဖွင့်ဆိုရခက်နေခြင်းကပဲသူ့ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေခဲ့တာပေါ့နိုင်ရဗေဒပညာရှင်တွေပြောတာကယဉ်ကျေးမှုတိုင်းမှာနတ်ဖျားတွေဖျားသခင်တွေရှိကြပေမဲ့အဲ့ဒီဖျားသခင်တွေဟာတပားနဲ့တပားထူးထူးဆန်းဆန်းမတူညီလောက်အောင်ကွဲပြားနေကြတယ်လို့ဆိုပါတယ်ရှီဟောင်းဂရီတွေကဖျားတွေဆိုတာတကိုးကြီးပေမဲ့အပြည့်အနာစာရှိကြပါတယ်မနာလိုလည်းဖြစ်တတ်တယ်ယာကလည်းကြီးတယ်စိတ်လည်းပုတ်ကြတယ်လို့ဆိုပါတယ်အစ္စလမ်ဘာသာတို့မဟုတ်ဂျူးဘာသာတွေမှာတော့ဖျားသခင်ဆိုတာထာဝရအရှင်တခုရီသောအရှင်အတိတ်ပဲဖွင့်ဆိုလို့မရနိုင်အောင်သိမြင်တဲ့အရှင်လို့ယူဆထားကြပါတယ်ဟိန္ဒူဘာသာမှာဆိုရင်တော့ဖျားဆိုတဲ့အတိတ်ပဲဟာတခုတည်းလည်းဖြစ်နိုင်တယ်လို့အများကြီးလည်းဖြစ်နေနိုင်ပါတယ်ဗုဒ္ဓဘာသာမှာတော့ဖျားရှိခြင်းမရှိခြင်းဆိုတာထက်ဆင်းရဲဒုက္ခနဲ့လွတ်မြောက်ခြင်းမလွတ်မြောက်ခြင်းဆိုတဲ့မေးခွန်းကိုပဲရှေ့တန်းတင်ထားကြတာကိုတွေ့ရပါတယ်ဒါဟာအတွေးအခေါ်တစ်ခုတည်းရဲ့ကွဲပြားမှုတွေမဟုတ်ပါဘူးအခြေခံကြကြကွဲပြားနေတဲ့မတူညီတဲ့ဒသနာစနစ်တွေဖြစ်ပါတယ်ပညာရှင်တွေကတော့ယုံကြည်မှုတွေကိုအခုလိုတိုင်းပုံစံအမျိုးမျိုးခွဲခြားပေးခဲ့ကြပါတယ်နံပါတ်1တစ်ခုအနေနဲ့ theism လို့ခေါ်တဲ့ဖန်ဆင်းရှင်ဝါဒဖြစ်ပါတယ်ဖျားတို့မဟုတ်နတ်ဖျားတွေရှိပြီးကဘာကြီးကိုလွှမ်းမိုးချုပ်ကိုင်းနေတယ်လို့ယုံကြည်တဲ့ဝါဒဖြစ်ပါတယ်နံပါတ်2တစ်ခုကတော့ deism ဆိုတဲ့တဘာဝဖျားဝါဒပါဖျားသခင်ကစစ်ကြောဝလာကြီးကိုဖန်ဆင်းခဲ့တော့လဲနောက်ပိုင်းမှာဝင်ရောက်စွတ်ပင်ခြင်းမရှိတော့ပဲတဘာဝအတိုင်းပြစ်ထားလိုက်တယ်လို့ယုံကြည်တဲ့ဝါဒဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့ pantheism လို့ခေါ်တဲ့ခတ်သိမ်းဝါဒပဲဖြစ်ပါတယ်စစ်ကြောလာကြီးကိုနိုင်ကပင်ဖျားသခင်ဖြစ်နေတယ်လို့အရာခတ်သိမ်းကိုယုံကြည်လိုက်တဲ့ဝါဒဖြစ်ပါတယ်
နံပါတ်၄တစ်ခုကတော့ပနန်သီဇမ်လို့ခေါ်တဲ့စစ်ကြဝဠာမြို့ဖျားဝါဒပါစစ်ကြဝဠာဆိုတာဖျားသခင်ရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်တော်လဲဖျားသခင်ဆိုတာစစ်ကြဝဠာကြီးတဲ့ပို့ပြီးကျေပြန့်တယ်လို့ယုံကြည်တဲ့ဝါဒဖြစ်ပါတယ်နံပါတ်5တစ်ခုကတော့ agnosticism လို့ခေါ်တဲ့အနိစ္စဝါဒသို့မဟုတ်မသိနိုင်တဲ့ဝါဒဖြစ်ပါတယ်ဖျားရှိမရှိကိုလူသားတို့အသိဉာဏ်ဖြင့်မသိနိုင်ဘူးလို့ယူဆတဲ့ဝါဒပါနံပါတ်6တစ်ခုကတော့ atheism လို့ခေါ်တဲ့ဖျားမဲ့ဝါဒပါဒါကတော့ဖျားသခင်ရှိခြင်းကိုလုံးဝမယုံကြည်တဲ့ဝါဒဖြစ်ပါတယ်ဆိုလိုတာကဘုရားသခင်မရှိဘူးလို့ယုံကြည်ခြင်းဖြစ်ပါတယ်နံပါတ်9တစ်ခုကတော့ agnosticism လို့ခေါ်တဲ့အဓိပ္ပာယ်မဲ့ဝါဒပါဘုရားဆိုတဲ့စကားလုံးကိုတော့တိတိကျကျအဓိပ္ပာယ်မဖော်ပေးနိုင်တဲ့၍ဘုရားရှိမရှိဆိုတဲ့မေးခွန်းဟာအဓိပ္ပာယ်မရှိဘူးလို့ယူဆနေတဲ့အယူဝါဒပဲဖြစ်ပါတယ်ဒါကတော့ပညာရှင်တွေခွဲခြားပေးခဲ့တဲ့ယုံကြည်မှုပုံစံအမျိုးမျိုးပဲဖြစ်ပါတယ်အဲ့ဒီမှာထူးခြားချက်တစ်ခုကိုတတိပြုမိကြမယ်လို့ထင်ပါတယ်ဖျားမရှိဘူးလို့ကြေညာထားတဲ့ဝါဒတွေကိုယ်တိုင်ကပင်ဖျားအကြောင်းကိုပြောနေတာဖြစ်ပါတယ်ဒီမေးခွန်းကနေဘယ်သူမှလွတ်မြောက်လို့မရပါဘူးကျွန်တော်တို့ကရှိတယ်လို့ပဲဖြစ်ဖြစ်မရှိဘူးလို့ပဲဖြစ်ဖြစ်နောက်ဆုံးမသိဘူးလို့ပဲဖြစ်ဖြစ်ဒီမေးခွန်းဟာကျွန်တော်တို့ရဲ့လူသားဖြစ်တည်မှုကိုပုံဖော်ပေးနေတာကတော့ညင်းလို့မရပါဘူးဒါဆိုရင်ကမ္ဘာပေါ်မှာရှိတဲ့ဘာသာတရားအမျိုးမျိုးကလူသားတွေရဲ့အဖြေပုံစံဘက်ကိုကျွန်တော်တို့လှည့်ကြည့်ကြရအောင်ပါကဲဒါဆိုရင်သက်တမ်းအရင်ဆုံးအဖြေကနေစတင်ပါမယ်အိန္ဒူဘာသာဟာတမိုင်းမတင်မီကာလကတည်းကမြစ်ဖျားခံခဲ့တဲ့ရှေးဟောင်းအစဉ်လာကြီးတစ်ခုဖြစ်ပြီးအ ਨੇ ဆုံးသက်တမ်းနှစ်ပေါင်း4000ကျော်ရှိနေပြီဖြစ်ပါတယ်ပြီးတော့ဒီမေးခွန်းအပေါ်ဟိန္ဒူဘာသာရဲ့အဖြစ်ဟာဘယ်ဟာတက်မစိုးပို့ပြီးတော့ရှုပ်ထွေးဆန်းပြားနေပါတယ်အပေါ်ရန်ကြည့်ရင်ဟောဟိန္ဒူဘာသာမှာတန်ပေါင်းများစွာသောနတ်ဘုရားတွေရှိနေတဲ့အတွက်နတ်ဘုရားများစွာကိုကိုးကွယ်တဲ့polytheistic လို့ထင်ရပါတယ်အခက်ခဲတွေကိုဖယ်ရှားပြီးတဲ့စင်ကောင်းပုံစံနဲ့ဂုဏိရှတ်နတ်ဘုရားစီစဉ်ဥစ္စာနဲ့จิตတရေကိုပေးတဲ့ Lakshmi နတ်သမီးဖြစ်စည်းသူနဲ့ပြန်လည်မွေးဖွားစေသူတီဝနတ်မင်းစောင့်ရှောက်သူဗိတ္တနိုးနတ်မင်းပြီးတော့ပညာရေးကိုစောင့်ရှောက်တဲ့တရတိနတ်သမီးဆိုပြီးဘုရားအမျိုးမျိုးရှိပါတယ်ဒါပေမဲ့ဟိန္ဒူဒသနိကဗေဒမှာအန်ဩစရာကောင်းတဲ့အချက်တစ်ခုကိုပြောပြထားပါတယ်အဲ့ဒါကတော့ဒီဘုရားတွေအားလုံးဟာတစ်ခုတည်းဖြစ်တယ်ဆိုတာပါပဲဖြစ်တည်မှုအားလုံးဟာတစ်ခုတည်းဖြစ်ပါတယ်ပြီးတော့အဲ့ဒီတစ်ခုတည်းသောအရာဟာဗြဟ္မာဖြစ်ပါတယ်ဒါဟာခန္ဓာကိုယ်ပုံသဏ္ဍာန်မရှိပဲအရာအားလုံးရဲ့အောက်ခြေမှာစီးဆင်းနေတဲ့အဆုံးစွန်သောစစ်ကြောဝဠာရဲ့အသိစိတ်ပါပဲနတ်ဘုရားတွေဆိုတာတိကျသက်ရှိတွေမဟုတ်ပါဘူးသူတို့ဟာလူသားတို့ရဲ့အသိဉာဏ်နဲ့တခါတည်းအကုန်မမြင်နိုင်လောက်အောင်ကြီးမားကျယ်ပြန့်လွန်းတဲ့ကြောက်မြေရတနာကြီးတစ်ခုရဲ့မတူညီတဲ့အလင်းပြန်မျက်နှာပြင်လေးတွေတက်တာဖြစ်ပါတယ်ဆိုလိုတာကအလင်းပြန်မျက်နှာပြင်တွေဘလောက်များများကြောက်တုံးကြီးတုံးကပဲလာတယ်လို့ဆိုလိုတာဖြစ်ပါတယ်အိန္ဒူအတို့ရဲ့ခေါ်မှာဖျားတွေရှိသလားဆိုတဲ့မေးခွန်းအတွက်အဖြေကရှိလဲရှိတယ်မရှိလဲမရှိဘူးဆိုတာပါပဲနတ်ဖျားတွေဟာစိတ်ပိုင်းဆိုင်ရာတွေ့ကြုံမှုစစ်ကြဝဠာရဲ့စွမ်းအားစုအနေနဲ့တကယ်ရှိနေတာဖြစ်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူတို့အားလုံးဟာပုံတရံတွေရဲ့အလွန်ကိုပဲညွှန်ပြနေတာဖြစ်ပါတယ်ဗြဟ္မာဆိုတာနတ်ဖျားတစ်ပါးမဟုတ်ပါဘူးဗြဟ္မာဆိုတာဖြစ်တည်ခြင်းကိုယ်၌ဖြစ်ပါတယ်အတိစိတ်ရှိတယ်အနန္တဖြစ်တယ်ပြီးတော့လည်းတစ်ခုတည်းဖြစ်နေပါတယ်တင်ကိုယ်တိုင်လည်းဗြဟ္မာပါပဲစစ်ကြောဝဠာကြီးကိုယ်တိုင်ကလည်းဗြဟ္မာပါပဲနတ်ဘုရားဆိုတာကလည်းဗြဟ္မာကြီးရဲ့မတူညီတဲ့ပုံစံနဲ့အိမ်မက်နေတာဖြစ်ပါတယ်ခဏနေကကျွန်တော်ပြောခဲ့တယ်လို့မတူညီတဲ့အလင်းပြန်မျက်နှာပြင်လေးတွေပါပဲအလင်းပြန်မျက်နှာပြင်တွေဘလောက်ပဲများများကြောက်တုံးကြီးတုံးသို့မဟုတ်ဖန်တုံးကြီးတုံးကနေပဲလာတယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဟိန္ဒူအတွေ့အခေါ်မှာဘုရားတွေတကယ်ရှိသလားဆိုတဲ့မေးခွန်းဟာဒီဟာဖြစ်နေစေရတာဖြစ်ပါတယ်နောက်တစ်ခုကတော့အေဗရာဟံကနေဆင်းသက်လာတဲ့ဘာသာတရားတွေပဲဖြစ်ပါတယ်ကမ္ဘာလူဦးရေရဲ့ခံမှန်းချီလူပေါင်း4ဘီလီယံဟာအေဗရာဟံကနေဆင်းသက်လာတဲ့ဘာသာတရားတွေကိုကိုးကွယ်နေကြပါတယ်အဲ့ဒါတွေကတော့ဂျူးဘာသာခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာတို့ဖြစ်ပါတယ်ဒီဘာသာတရားသုံးခုစလုံးဟာသူတို့ရဲ့မြစ်ဖျားခံရာအေဗရာဟံဆိုတဲ့လူတစ်ယောက်စီမှာရှားပွေခဲ့ပြီးတော့သဆူရီသောအနန္တတကုရှင်ဘုရားသခင်ကိုကိုးကွယ်ကြတာဖြစ်ပါတယ်ပြီးတော့ဒီဘာသာတရားသုံးခုစလုံးဟာအသေးစိတ်အချက်လက်တွေနဲ့တမိုင်းတစ်လျှောက်မှာစပွဲတွေအချင်းချင်းဆင်နွှဲခဲ့ကြဘူးပါတယ်အေဗရာဟံညွှန်ပြခဲ့တဲ့ဘာသာတရားတွေရဲ့ဘုရားသခင်ဟာအခြားသောဘာသာရေးအယူအဆတွေကဘုရားတွေနဲ့လုံးဝကွဲပြားနေပါတယ်ဒီဘုရားသခင်ဟာကိုယ်ပိုင်ဇယိုက်လက္ခဏာရှိပါတယ်စကားလည်းပြောနိုင်ပါတယ်သူ့မှာစီမံကိန်းလည်းရှိပါတယ်ပြီးတော့သူဟာလူသားတွေကိုချစ်တတ်ပါတယ်အေဗရာဟံရဲ့အယူဝါဒနောက်ကိုလိုက်ကြတဲ့ဘာသာတရားကြီး၃မျိုးကိုတိကျခွဲကြည့်ပါမယ်နံပါတ်1ကတော့ဂျူးဘာသာပါဂျူးဘာသာဟာအေဗရာဟံချမှတ်ခဲ့တဲ့ဘာသာတရားတွေရဲ့အုတ်မြစ်ဖြစ်ပါတယ်အုတ်မြစ်ဖြစ်တဲ့ဂျူးဘာသာဟာဗြိညင်ပေါ်မှာအခြေခံထားပါတယ်ဘုရားသခင်နဲ့လူသားတွေအကြားဥပဒေသမိုင်းကြောင်းနဲ့နှစ်ပေါင်းထောင်ချီတဲ့စကားပြောဆိုမှုတွေအပေါ်တိဆောက်ခဲ့တဲ့ဖိုင်မာတဲ့ဆက်ဆံရေးပုံစံမျိုးဖြစ်ပါတယ်
ခရစ်ယာန်ဘာသာကတော့အဲ့ဒီစစ်ဆန်ရေးကိုအဓိပ္ပာယ်ဖွင့်ဆိုလိုက်ပါတယ်ဘုရားသခင်ဟာစကားပြောနိုင်ုံနဲ့မဟုတ်ပဲလူသားအဖြစ်ကိုထင်ပြခဲ့တယ်လို့ယူဆကြပါတယ်မြင့်မြတ်တဲ့အရာဟာရုပ်ဝတ္ထုကဘာထဲကိုဝင်ရောက်လာပြီးချစ်ချင်းမြတ်တာကိုအမိန့်ပေးုံနဲ့မဟုတ်ပဲအသက်ဆွန့်သေဆုံးခြင်းနဲ့တက်သေးပြခဲ့တယ်လို့ယုံကြည်ကြတာဖြစ်ပါတယ်အစ္စလမ်ဘာသာမှာတော့နာခံခြင်းအညံ့ခံခြင်းကတော့ဘုရားသခင်ကိုအစွန်းဆုံးသောမြင့်မြတ်သူအဖြစ်သင်ပြထားတာဖြစ်ပါတယ်အလာအရှင်မြတ်ကိုပုံပေါ်ထုစစ်လို့မရပါဘူးလုံးဝအုပ်သုံးနားလည်ဖို့လည်းမဖြစ်နိုင်ပါဘူးလူသားတွေဟာဖျားသခင်ရဲ့အမိန့်ကိုကြောက်ရွံ့နာခံနေကြတာမဟုတ်ပဲမိမိတို့ရဲ့သေးငယ်မှုနဲ့ဖျားသခင်ရဲ့အတိုင်းအဆမရှိတဲ့ဂရုဏာတော်ကိုလေးနဲ့စွာအတိမန်ပြုခြင်းဖြင့်နာခံနေကြတာဖြစ်ပါတယ်။အေဗြဟံဘာသာရေးဆိုင်ရာဓမ္မပညာရှင်တယောက်ပြောတာကဒီဘာသာတရားသုံးခုစလုံးရဲ့တူညီတဲ့အချက်ကတည်ရှိနေတဲ့ဖျားသခင်ဟာလူသားတွေအပေါ်လှည့်လည်ရှုမထားဘူးဆိုတဲ့အချက်ပါပဲ။ဒါဟာတော်လန်ပြောင်းလဲပြစ်လိုက်တဲ့အယူအဆပါ။ရှီဟောင်းဘာသာတရားအတော်များများမှာနတ်ဖျားတွေဟာလူသားတွေကိုသီးခံယူမဲ့သီးခံတယ်လူသားတွေကိုအသုံးလဲချတယ်ဒါမှမဟုတ်လူသားတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့ကြရတယ်လို့ယူဆခဲ့ကြပါတယ်။အေဗြဟံဘာသာတရားတွေရဲ့ဘုရားသခင်တွေကတော့လူသားတွေကိုတကယ်ပဲချစ်မြတ်နိုးတယ်လို့ဆိုပါတယ်။ဒါဟာလူသမိုင်းမှာအလှပဆုံးအသွေးအခေါ်ဖြစ်ရင်ဖြစ်ဒါမှမဟုတ်လူသားတွေရဲ့လိုအပ်ချက်ကိုစစ်ကြောလာကြီးပေါ်မှာပုံကြီးချပြီးပုံဖော်မိလိုက်တာလည်းဖြစ်နိုင်ပါတယ်။နှစ်ခုစလုံးဖြစ်ဖို့လဲနီးလန်းရှိပါတယ်။သင်ဘာကိုပဲယုံကြည်ဒီယဉ်ကျေးမှုတွေအားလုံးကနေလူတွေစီကိုဖြည့်ဆည်းပေးလိုက်တဲ့ငတ်မွတ်မှုရှိပါတယ်။အဲ့ဒါဟာတော့ငါဟာအရေးပါတဲ့လူဖြစ်ချင်တယ်ဆိုတဲ့ငတ်မွတ်မှုပါပဲ။ငါကိုတယောက်ယောက်ကသိနေပေးစေချင်တယ်ဆိုတဲ့ငတ်မွတ်မှုပါ။ပြီးတော့ဒီကျေပြောလာတဲ့စစ်ကြောလာကြီးထဲမှာငါတယောက်တည်းအထီးကျန်မနေချင်ဘူးဆိုတဲ့လူသားတွေရဲ့အသေးနှလုံးကလာတဲ့ငတ်မွတ်မှုပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့လူသားတွေဟာဖျားသခင်ရဲ့စောင့်ရှောက်မှုကိုရလိုက်မယ်လို့ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ဗုဒ္ဓဘာသာပါဗုဒ္ဓဘာသာဟာကျွန်တော်တို့ကိုစိတ်ဝင်စားစရာအကောင်းဆုံးဗဟိနည်းတစ်ခုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ကမ္ဘာပေါ်မှာကိုးကွယ်သူတန်900ကျော်ရှိတဲ့ကမ္ဘာဘာသာတရားကြီးတစ်ခုဖြစ်ပေမဲ့အတိတ်ပဲဖွင့်ဆိုချက်အပေါ်မူတည်ပြီးဒါဟာဖျားမဲ့ဝါဒတို့မဟုတ်ဖျားရှိမရှိမေးခွန်းတွေအပေါ်လုံးဝစိတ်ဝင်စားတဲ့ဝါဒတစ်ခုဖြစ်နေလို့ပါပဲတိတ်တထမင်းသားဘွဲ့အမိဂေါရမမြတ်စွာဘုရားကိုဖျားသခင်ရှိလားလို့တိုက်ရိုက်မေးမြန်းခဲ့ကြဘူးပါတယ်ဘုရားရှင်ဟာအပြေမပေးပဲနှုတ်ဆက်နေခဲ့ပါတယ်ဘုရားရှင်ကဒီလိုမေးခွန်းမျိုးကိုညာစိတ်သင့်နေတာနဲ့တူတယ်လို့ပြန်ပြီးမိန့်တော်မူခဲ့ပါတယ်ဗုဒ္ဓပြောခြင်းနဲ့အကြောင်းအရာအချက်ကတော့ရုပ်လွန်ပညာရဲ့မီတာဖိစိတ်တွေအကြောင်းကိုအငြင်းပွားနေခြင်းကဆင်းရဲဒုက္ခတွေကိုမချုပ်ငြိမ်းစေနိုင်ဘူးဆိုတာပါပဲပြီးတော့အဲ့ဒီဆင်းရဲဒုက္ခဆိုတာကြီးကတင်မဲ့ဗုဒ္ဓဘုရားရှင်ဖြည့်ရှင်းဖို့ကြိုးစားခဲ့တဲ့အဓိကပြဿနာကြီးဖြစ်ခဲ့ပါတယ်ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်ကမိန့်ခဲ့ပါတယ်ဘုရားသခင်ရှိမရှိကိုငါလည်းသေချာမပြောနိုင်ဘူးတင်လည်းသေချာမသိဘူးပြီးတော့အဲ့ဒါကိုအငြင်းပွားနေတော့မှပဲတင်ဟာဆင်းရဲဒုက္ခကိုခံစားနေရလိုက်မယ်လို့ပြောခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ဆင်းရဲဒုက္ခကိုအရင်ဆုံးဖြေရှင်းကြရအောင်ပါတဲ့ဒါဟာဘုရားမဲ့ဝါဒတက်တန်မဟုတ်ပါဘူးဒါဟာဦးစားပေးခြင်းမတူညီတာပဲဖြစ်ပါတယ်ဘုရားရှင်ဟာပုံမမြင်မာတဲ့အမှန်တရား higher reality ရှိတယ်ဆိုတဲ့အယူအဆကိုဆန့်ကျင်ခဲ့တာမဟုတ်ပါဘူးဗုဒ္ဓဆန့်ကျင်ခဲ့တဲ့အရာကတော့အစွဲအလမ်းပဲဖြစ်ပါတယ်အယူအဆတစ်ခုကိုအသေးဆုပ်ကင်ထားလွန်းလို့အမှန်တရားတစ်ခုကိုရှင်းရှင်းလင်းလင်းမမြင်နိုင်တော့တဲ့အခြေအနေကိုဆန့်ကျင်ခဲ့တာဖြစ်ပါတယ်ဆိုလိုတာကဘုရားသခင်ရှိခြင်းမရှိခြင်းကိုမေးမြန်းတွေးတောနေတာချင်းတည်းယခုဘဝမှာဒုက္ခကတ်တိန်ချုပ်ငိမ့်ဖို့ကြိုးစားနေတာကပိုပြီးအထိတ်ပဲရှိတယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါကဗုဒ္ဓရဲ့အယူဝါဒပါဒါပေမဲ့လည်းဒီနေ့ကကမ္ဘာပေါ်မှာရှိနေတဲ့ဗုဒ္ဓဘာသာပုံစံတော်တော်များများမှာတော့မြင့်မြတ်တဲ့ဖြစ်တည်မှုတွေပါဝင်နေဆဲပါတယ်ဥပမာနတ်ပြမာတွေပုံစံမျိုးပေါ့လူသားတွေရဲ့မြင့်မြတ်တဲ့ဆွနွယ်မှုတို့မဟုတ်ကောင်းမွန်တဲ့ကောင်းကင်ဘုံကိုတောင်းတတဲ့စိတ်ဗီဇဟာဘယ်နည်းလမ်းနဲ့မဆိုလမ်းစရှာဖွေသွားတတ်ကြတယ်ဆိုတာကိုတွေ့ရပါတယ်ကဲအခုချိန်မှာဘာသာတရားကြီးတွေအတော်များများအကြောင်းကိုပြောပြီးဆိုတော့အခုချိန်အဲ့ဒီဘာသာတရားကြီးမပေါ်ခင်အကြောင်းတရားကိုပြောကြပါမယ်စနစ်ကြတဲ့ဘာသာတရားတွေမပေါ်ခင်ကျမ်းစာတွေမရေးတတ်ခင်ဘုရားကျောင်းတွေမရှိခင်ကတည်းကဒါတွေဟာရှိနေခဲ့တာပါအဲ့ဒါကဘာတွေလဲဆိုတော့တစ်ရှိကဘာကြီးကိုနှိုက်ကပင်မြင့်မြတ်တဲ့တည်ရှိမှုတွေနဲ့ပြည့်နေနေတယ်ဆိုတဲ့အသိပါပဲခုလိုဘာသာတရားတွေမပေါ်ခင်မှာတက်မဲ့ဝိညာဉ်ဝါဒကိုယုံကြည်ခဲ့ကြပါတယ်အဲ့ဒီတက်မဲ့ဝိညာဉ်ဝါဒမှာထူးခြားတဲ့အမြင်တစ်ခုကိုမျှဝေထားပါတယ်မြင့်မြတ်တဲ့အရာတွေဆိုတာတဘာဝနဲ့တိကျခွဲထုတ်လို့မရဘူးဆိုတဲ့အမြင်တစ်ခုဖြစ်ပါတယ်တဘာဝတရားကြီးကိုနိုင်ကပြင်ဖျားပြက်ပါတယ်မြစ်ချောင်းတွေမှာဝိညာဉ်ရှိတယ်တောအုပ်ကြီးတွေကစိတ်ကူးရည်ရဲ့ချက်နဲ့အသက်ရှူနေတယ်ပြီးတော့ဘိုးဘေးတွေရဲ့ဝိညာဉ်ကကျွန်တော်တို့ရားထဲမှာလမ်းလျှောက်နေတယ်လို့ယူဆခဲ့ကြပါတယ်အနောက်တိုင်းအတွေးခေါ်တွေကဖျားသခင်ကိုကဘာကြီးပေါ်မှာထားတယ်
အပေါ်ကနေငုံကြည့်တဲ့အရှင်ပုံစံမျိုးလို့ဆိုပါတယ်။တိုင်းရင်းသားတွေရဲ့အစဉ်လာကတော့ဝိညာဉ်ကိုကဘာကြီးရဲ့အတွင်းထဲမှာပဲထားတဲ့အရာအလုံးပေါင်းဆက်စီးဆင်းနေတဲ့စွမ်းအားပုံစံမျိုးပေါ့။ဒါဟာခက်နောက်ကြလို့အစင်မြင့်နေဖို့စောင့်နေရတဲ့အရာရင်ဆိုင်အတွေးခေါ်တွေမဟုတ်ပါဘူး။ဒါဟာတိတ်ကိုနက်နေတဲ့ဒသနဆိုင်ရာအမြင်တွေဖြစ်ပြီးဒီနေ့ကကွန်တန်ယူပဗေဒပညာရှင်တွေအတော်များများကတော့ဒီအယူဆနဲ့ထပ်တူကြနေတာကိုအန်ဩစရာကောင်းလောက်အောင်ရှာဖွေတွေ့ရှိခဲ့ပါတယ်ဆိုလိုတာကတော့အရာအလုံးရဲ့အတွင်းထဲမှာစွမ်းအားတစ်ခုခုရှိနေတယ်လို့ဆိုလိုတာဖြစ်ပါတယ်လာကိုတာတိုင်းရင်းသားတွေကဒါကိုဝါကန်တန်ကာတို့မဟုတ်မဟာလှုပ်ဝက်ချစ်ကြီးလို့ခေါ်ဆိုခဲ့ကြပါတယ်ဒါဟာတက်ရှိပုဂ္ဂိုလ်တယောက်မဟုတ်ပါဘူးဒါဟာจิตတိမှုတစ်ခုတက်တက်ပဲဖြစ်ပါတယ်ကိုကွယ်ပူဇော်ဖို့တောင်းဆိုနေတဲ့အရာမဟုတ်ပဲကိုကသေချာနားထောင်ဖို့လိုအပ်နေတဲ့တဘာဝတရားကြီးအတန်ဖြစ်ပါတယ်လူတွေဘယ်လိုမျိုးယုံကြည်ခဲ့ကြလဲဆိုတဲ့ဝိညာဉ်ဝါဒကိုပြောခဲ့ပြီးပြီဖြစ်ပါတယ်ကဲအခုတော့သိမ့်မှန်ပညာနဲ့မြင့်မြတ်တဲ့အရာတွေအကြောင်းကိုဆက်ပြောကြပါမယ်လူသမိုင်းရဲ့ကာလတော်တော်များများမှာဘာသာတရားနဲ့သိပ္ပံပညာဟာရန်သူတွေမဟုတ်ခဲ့ကြပါဘူးသူတို့ဟာတကယ်တော့ပန်းနိုင်တစ်ခုတည်းကိုရှောက်လန်းနေခဲ့ကြတာကိုကဘာကြီးကိုနားလည်ဖို့ကြိုးစားခြင်းဟာဖျားသခင်ရဲ့ဖန်ဆင်းခြင်းလက်ရာတွေကိုနားလည်ဖို့ကြိုးစားခြင်းဖြစ်ပါတယ်မွတ်စလင်သင်္ချာဗေဒပညာရှင်တွေဟာအမောင်ခေတ်တစ်လျှောက်လုံးမှာဂရိတွေရဲ့အသိပညာကိုထိန်းသိမ်းစောင့်ရှောက်ပြီးတိုးချဲ့ပေးခဲ့ကြပါတယ်ကတ်တလက်ဖုံးတော်ကြီးတွေကကျေတာယာရဲ့မြေပုံတွေကိုရေးဆွဲခဲ့ကြပါတယ်မျိုးရိုးဗီဇပညာရဲ့ဖခင်ကြီးဖြစ်တဲ့ဂရီဂေါမန်ဒဲဆိုရင်လည်းခရစ်ယာန်ဘုံကြီးတစ်ပါးဖြစ်ခဲ့ပါတယ်ပြီးတော့အခုကကျွန်တော်တို့ခေါ်နေတဲ့ Big Bang Theory ကိုစတင်အဆိုပြုခဲ့တဲ့ George Limiter ဆိုရင်လည်းကတ်တလက်ဘုံတော်ကြီးတစ်ပါးဖြစ်ပါတယ်ဒါပေမဲ့သိပ္ပံနဲ့ဘာသာတရားကိုက်ညီနေခဲ့တဲ့အခုလိုမျိုးအချိန်တွေရှိနေခဲ့ပေမဲ့လည်းအချိုးခွေတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့ဂယ်လီလီယိုဟာသူ့ရဲ့အဝေးကြီးမှန်ပြောင်းကိုကောင်းကင်စီချိန်ထိုးလိုက်တဲ့အခါခရစ်ယာန်ဘုရားကျောင်းကမဖြစ်နိုင်ဘူးလို့တတ်မှတ်ထားတဲ့အရာတွေကိုမြင်လိုက်ရပါတယ်ကဘာကြီးဟာစစ်ကြောဝလာရဲ့အလဲဘဟုမဟုတ်ပါဘူးကဘာကြီးဟာဂျူလီယာနေတာဖြစ်ပါတယ်ဆိုလိုတာကကဘာကြီးကိုအရာအလုံးကပတ်နေတာမဟုတ်ဘဲနဲ့ကဘာကြီးကိုယ်တိုင်ကလည်းနေကိုပတ်နေတယ်လို့သူကတွေးရှိခဲ့တာဖြစ်ပါတယ်။ဂယ်လီလီယိုဟာအဲ့ဒီအယူဝါဒကိုစွန့်လွတ်ဖို့အတွက်ဖျားเจ้าရဲ့ဖိအားပေးခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့တမိုင်းရာဇဝင်တွေရဲ့အဆိုအရသူဟာဒူးထောင်နေရာကနေပြန်ထလာပြီးခါမှာကဘာကြီးကလဲပတ်နေတော့မယ်လို့ရည်ရွက်ခဲ့တယ်လို့ဆိုပါတယ်။တကယ်တော့ပဋိပက္ခဟာဖျားသခင်နဲ့သိပ္ပံအကြားမှာပဲရှိခဲ့တာမဟုတ်ပါဘူး။ဒါဟာအာနာပိုင်အဖွဲ့အစည်းတွေရဲ့စီကန်းနဲ့လက်တွေ့သက်တွေအထောက်အထားတွေကြားကဖြစ်ခဲ့တဲ့ပဋိပက္ခတွေရဲ့ဖြစ်ပါတယ်လူသားတွေရဲ့တေချာရေးရမှုကိုလိုချင်တဲ့စိတ်တဲ့အဲ့ဒီတေချာရေးရမှုကိုပေးဖို့ညှင်းဆန်တဲ့စစ်ကြောဝလာကြီးကအားပြိုင်မှုပါညံအလင်းပွင့်သွားတဲ့ခေတ်ကဖျားသခင်ကိုတက်ပြစ်လိုက်မှာမဟုတ်ပါဘူးသူဟာမိခွန်းများစွာကိုပြောင်းလဲပြစ်လိုက်တာပါအရင်တုန်းကဘာလို့နေမင်းကြီးပေါ်လာလဲလို့မေးရင်ဖျားသခင်ရဲ့အလိုတော်ကြောင့်လို့ဖြေခဲ့ကြပါတယ်နောက်ပိုင်းမှာကျွန်တော်တို့ရဲ့သူ့ရဲ့အလုံးလုံးပုံစနစ်ကိုနားလည်သားခဲ့ကြပါတယ်ဒါပေမဲ့အလုံးလုံးပုံစနစ်ကိုနားလည်ုံနဲ့ဘာကြောင့်ဒီစနစ်ကြီးရှိနေတာလဲဆိုတာကိုတော့မရှင်းပြနိုင်သေးပါဘူးသိပ္ပံပညာရှင်တွေကဘလို့အလုံးလုံးလဲဆိုတဲ့ဟောင်းကိုပဲဖြေနိုင်တာပါဘာကြောင့်ရှိနေခဲ့တယ်လဲဆိုတဲ့ဝိုင်းကိုတော့မဖြေနိုင်ခဲ့ကြပါဘူးအဲ့ဒါကအခုချိန်ထိသိပ္ပံနဲ့ဘာသာတရားချာမှာဟာကွယ်ကြီးအဖြစ်ရှိနေတဲ့အရာတစ်ခုဖြစ်ပါတယ်ဘာသာတရားတွေကိုမေးခွန်းထုတ်စေခဲ့တဲ့နောက် theory တစ်ခုရှိပါတယ်အဲ့ဒါကတော့1859ခုနှစ်မှာချားတာဝင်က The Original of Scythianမျိုးစိတ်များရဲ့မြစ်ဖြားခံရဆိုတဲ့စာအုပ်တစ်အုပ်ကိုထုတ်ဝေခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့ဘာသာရေးဟာအရင်ကလိုအခြေအနေစီကိုပြန်မြောက်သွားနိုင်တော့ပါဘူး။ဒါဟာဒါဝင်မှားသွားလို့လည်းမဟုတ်ပါဘူး။သူ့ရဲ့အယူအဆကတိတ်ကိုမှန်နေလွန်းပြီးဘာသာတရားအရာစိတ်မသက်မသာဖြစ်စရာကောင်းတော့အောင်လေးနဲ့နေခဲ့လို့ပါပဲ။တဘာဝအလျောက်ရွေးချယ်ခြင်း natural selection ဆိုတာတက်ရှိတွေဖြစ်ပေါ်လာဖို့အတွက်ဖန်ဆင်းရှင်မလိုပါဘူး။စုပ်ထွေးလာတဲ့တက်ရှိတွေဟာရိုးရှင်းတဲ့အစပြုခြင်းကနေတဆင့်ကြာပန်းမျိုးကွဲထွက်ခြင်းနဲ့ရစ်ဆက်တဲ့တဘာဝရဲ့စက်ထုံမှုတွေကြားကနေပေါ်ထွက်လာတယ်လို့ဆိုပါတယ်။ခင်ရဲ့ဒုက္ခဆိုတာစီမံကိန်းတစ်ခုရဲ့အစိတ်ပိုင်းမဟုတ်ပါဘူး။ဒါဟာရှင်သန်ရင်ရန်တရားတစ်ခုတက်ပါပဲ။ဒါကြောင့်ဖန်ဆင်းရှင်ဆိုတာမရှိလဲယခုလိုတွေဖြစ်လာနိုင်တယ်လို့ယူဆလာကြတာဖြစ်ပါတယ်။ချားဒါဝင်ဟာဖျားသခင်မရှိဘူးလို့သက်သေပြခဲ့တာမဟုတ်ပါဘူး။သူသက်သေပြခဲ့တာကတော့ဖျားသခင်ရှိပါတယ်ဆိုတဲ့အကြောင်းပြချက်တွေထဲကတစ်ခုဖြစ်တဲ့ဒီလောက်ရှုပ်ထွေးတဲ့လက်ရာတွေရှိနေရင်ဖန်ဆင်းရှင်ရှိရမယ်ဆိုတဲ့အယူဝါဒဟာယုတ်တိဗေဒအရာမရှိမဖြစ်အနေနဲ့မလိုအပ်တော့ဘူးဆိုတာကိုပြခဲ့တာဖြစ်ပါတယ်ဆိုလိုတာကဖန်ဆင်းရှင်ဆိုတာမရှိမဖြစ်လိုအပ်တဲ့အရာမဟုတ်ဘူးလို့ပြောချင်တော့တာဖြစ်ပါတယ်ဒါပေမဲ့ဖန်ဆင်းရှင်မလိုတဲ့စစ်ကြောဝလာနဲ့ဖန်ဆင်းရှင်မရှိတဲ့စစ်ကြောဝလာဆိုတာကအတိတ်ပဲမတူပါဘူးစင်ကဲပြောင်းလဲမှုကရှုပ်ထွေးမှုကိုရှင်းပြနိုင်ပါတယ်ဒါကြောင့်ဖျားသခင်မရှိဘူးဆိုတဲ့ကောက်ချက်ကသိပ္ပံပညာမဟုတ်ပါဘူး
အဲ့ဒါကဓာတ်တနိကပညာတက်တက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အကျော်ကြားဆုံးဖျားမဲ့ဝါဒီဖြစ်တဲ့ Richard Dawkins ကတော့စင်ကဲပြောင်းလဲမှု theory ဟာဖျားသခင်ကိုမလိုအပ်အောင်လုပ်ယုံနေမှာကပဲဖျားရှိဖို့ဖြစ်နိုင်ခြေကိုပါရှော့ချပေးလိုက်တယ်လို့ဆိုပါတယ်ဘာသာတရားဆိုတာစိတ်ကူးတွေထဲမှာကူးစစ်ပြန့်နှံ့နေတဲ့ယဉ်ကျေးမှုဆိုင်ရာ virus တစ်ခုပဲလို့သူကဆင်ခြင်သက်ပါတယ်ဒါပေမဲ့အတွေ့အခေါ်ပညာရှင် Alvin Plantinga ကအခုလိုမျိုးတုံ့ပြန်ခဲ့ပါတယ်အကယ်၍ကျွန်တော်တို့ရဲ့အသိစိတ်ဟာအမှန်တရားကိုသိဖို့အတွက်မဟုတ်ပဲတဘာဝကြီးထဲကရှင်တန်ကြံရစ်ဖို့တက်တက်ပဲဆင်ကဲပြောင်းလဲလာခဲ့တာဆိုရင်အဲ့လိုစိတ်မျိုးကနေထွက်လာတဲ့ဖျားမဲ့ဝါဒီဆိုတဲ့အတွေ့အခေါ်ယုတ်တိဗေဒကိုရောကျွန်တော်တို့ကဘာလို့ယုံကြည်ရမှာလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့ကအသက်ရှင်ဖို့အတွက်ဆင်ကဲပြောင်းလဲလာခဲ့တာလို့ပဲဆိုလို့ရှိရင်ဘာလို့အမှန်တရားကိုရှာဖွေနေတော့မှလဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်သူတို့နှစ်ယောက်စလုံးဟာတိတ်ကိုတော်ကြတဲ့လူတွေပါသူတို့နှစ်ယောက်စလုံးဟာကိုယ့်အယူဆနဲ့ကိုတေချာရေရာလွှမ်းနေကြပါတယ်မေးခွန်းနှစ်ခုလုံးကလည်းကြီးမားပြီးခါမှမှန်ကန်နေပါတယ်ဒါလောက်ကြီးမားလာတဲ့မေးခွန်းကြီးတွေရဲ့ရှေ့မှောက်မှာငါပြောတာကရာခိုင်နှုန်းပြည့်မှန်တယ်ဆိုတဲ့တေချာရေရာမှုမျိုးဟာတကယ်ပဲမှန်ရလားဆိုတာကိုကျွန်တော်တို့တေချာစိစက်ဖို့ပဲလိုအပ်ပါတယ်သူတို့မေးခွန်းထုတ်ချက်ကတော့တကယ်ကိုကောင်းမွန်ပါတယ်ဗိပ္ပံပညာရဲ့နောက်တစ်ခု theory ကတော့ဗိပ္ပံ theory ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း 73.8 ဘီလီယံကတည်ရှိနေတဲ့မြအရာအလုံးဟာဥပမာစစ်ကြဝဠာတိုင်းဂလက်ဆီတိုင်းပြီးတော့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့အတန်တိုင်းဟာပရိုတွန်တစ်ခုတက်တောင်မှသေးငယ်တဲ့အမတ်အဆက်လေးတစ်ခုထဲမှာစုသိပ်ပြီးပြည့်နေနေခဲ့ကြပါတယ်ပြီးတော့အခုအချိန်ထိသိပ္ပံပညာကမဖြေရှင်းပေးနိုင်တဲ့အကြောင်းပြချက်တစ်ခုကြောင့်အဲ့ဒီအဆက်လေးတစ်ခုဟာပေါက်ကွဲထွက်သွားခဲ့ပါတယ်ဒါကိုဗိပ္ပံ theory မဟာပေါက်ကွဲမှုဆိုင်ရာ theory လို့ခေါ်ပါတယ်ဗိပ္ပံ theory ဆိုတာအရာအလုံးရဲ့အစပြုခြင်းဖြစ်ပါတယ်အဲ့ဒီအရာအလုံးထဲမှာအချိန်ဟာကွက်ဆိုတဲ့ space ရုပ်ဝတ္ထုဆိုတဲ့ matter စွမ်းအင်ဆိုတဲ့ energy တွေပါပါတယ်သိပ္ပံပညာဟာအဲ့ဒီပထမဆုံးတစ်စက္ကန့်ထက်တောင်နည်းတဲ့နာနိုစက္ကန့်ရဲ့နောက်ပိုင်းမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုမယုံနိုင်စရာကောင်းလောက်အောင်တိတိကျကျရှင်းပြနိုင်ခဲ့ပါတယ်ဒီပေါက်ကွဲမှုကြီးပြီးတဲ့နောက်မှာဘာတွေဖြစ်လာလဲဆိုတာကိုတိတိကျကျရှင်းပြနိုင်ခဲ့တယ်ဆိုတဲ့သဘောပါဒါပေမဲ့အဲ့ဒီမတိုင်ခင်ကရောဘာတွေရှိခဲ့တယ်လဲဘာကအဲ့ဒီပေါက်ကွဲမှုကြီးကိုဖြစ်စေခဲ့တာလဲသိပ္ပံပညာရဲ့ကိုယ်ပိုင် theory တွေအားလုံးနှီးပါဟာအချိန်တုံညကိုရောက်သွားတဲ့အခါမှာယူပဗေဒနိယာမတွေအားလုံးပြည့်ပြည့်သွားရပါတယ်ဘာလို့လဲဆိုတော့ t = 0ဖြစ်သွားလို့ပါအဲ့ဒီအစပြုမှတ် singularity ဆိုတာသိပ္ပံပညာနဲ့နားလည်ဖို့မဖြစ်နိုင်သေးတဲ့နယ်ပယ်တစ်ခုအပြည့်ရှိနေတော့မှာပဲဒါဟာဖျားတကယ်ရှိနေတယ်ဆိုတာကိုညှင်းပယ်ဖို့အတွက်သိပ္ပံပညာကသက်သေပြဖို့အတွက်လိုအပ်နေတဲ့ point တစ်ခုလည်းဖြစ်ပါတယ်ဘာလို့လဲဆိုအဲ့ဒီပေါက်ကွဲမှုကိုဘာဖြစ်စေခဲ့တယ်လဲဆိုတာကိုသိပ္ပံပညာရှင်တွေကအခုချိန်ကြီးမသိသေးလို့ပါပဲဖျားသခင်ကိုယုံကြည်တဲ့လူတွေကတော့ဖျားသခင်ရဲ့အလိုကြားဖြစ်လာတယ်လို့ဆိုပါတယ်နာမည်ကြီးသိပ္ပံပညာရှင်စတီဗင်ဟော့ကင်းကစစ်ကြဝဠာဟာသူ့ဖန်တီးမှုနဲ့သူပြည့်စုံနေတယ်အသားအဆီးလည်းမရှိဘူးအစပြုခြင်းလည်းမရှိဘူးလို့ဆိုပြုခဲ့ဘူးပါတယ်စစ်ကြဝဠာမှာအကြောင်းတရားမလိုဘူးဆိုတဲ့သဘောပါဒါပေမဲ့သူ့ရဲ့ထွက်ဆိုချက်ကိုအခုချိန်ထိသက်သေမပြနိုင်သေးပါဘူးပြီးတော့အဲ့ဒါကမှန်တယ်ထားအောင်တော့ဘာလို့နိယာမတွေကရှိနေရတာလဲဘာလို့အသိဉာဏ်ကိုခွင့်ပြုပေးတဲ့စစ်ကြဝဠာမျိုးဖြစ်နေရတာလဲပြီးတော့ကွက်တိကြလွန်းနေတဲ့ပြဿနာကလည်းရှိနေတော့မှာပဲဘာသာတရားရဲ့ကိန်းတွေဟာထူဆန်းလောက်အောင်တန်တရားဖြစ်လောက်အောင်ကွက်တိကြနေလွန်းလို့ပါပဲကဲအခုချိန်မှာတော့တင့်ကိုတုံလုံးသွားစေမဲ့နောက်ထပ်အချက်တွေကိုသင်ပြချင်ပါတယ်အကယ်၍စစ်ကြဝဠာရဲ့စွမ်းငင်အားကိန်းတွေသာအခုတည်းနည်းနည်းလေးပို့ပြီးအားပြင်းခဲ့မယ်ဆိုရင်စစ်ကြဝဠာကြီးဟာချက်ချင်းပြန်လဲပြိုကွဲသွားမှာဖြစ်ပါတယ်နည်းနည်းလေးပိုရောခဲ့မယ်ဆိုရင်လည်းဘာမှဖြစ်လာမှာမဟုတ်ပါဘူးကျယ်တွေမရှိဂလက်ဆီတွေမရှိကျွန်တော်တို့လည်းရှိနေမှာမဟုတ်ပါဘူးအကယ်၍လျှက်ဆက်တန်းလိုက်စွမ်းအားသာအနှဲငယ်ကွဲပြားခဲ့မယ်ဆိုရင်အတန်တွေဟာတစ်ခုနဲ့တစ်ခုတွဲကပ်နိုင်ကြမှာမဟုတ်ပါဘူးကာဘွေရဲ့အတန်တုံ့ပြန်မှုသာ400ခိုင်နှုန်းခန့်ကွဲပြားခဲ့မယ်ဆိုရင်ကျယ်တွေထဲမှာကာဗွန်တွေဖြစ်လာမှာမဟုတ်ပါဘူးကာဗွန်မရှိရင် organic ဓာတုဗေဒမရှိတက်ရှိမရှိအသိဉာဏ်လည်းရှိလာမှာမဟုတ်ပါဘူးယူပဗေဒပညာရှင်တွေကဒါကို fine tuning ကွက်တိတိကျအောင်ချိန်ညှိထားခြင်းလို့ခေါ်ပါတယ်စစ်ကြဝဠာရဲ့ကိန်းတွေဟာတိုက်ဆိုင်မှုတက်တက်လို့ပြောဖို့တင်ချာနီးအရာမဖြစ်နိုင်လောက်အောင်တိကျနေလွန်းပါတယ်ဒီအတွက်ဖြစ်နိုင်ရရှိတဲ့ရှင်းလင်းချက်3ခုရှိပါတယ်ပထမတစ်ချက်ကတော့စစ်ကြဝဠာကိုဖန်ဆင်းရှင်တဦးကတမင်တကာကွက်တိချိန်ညှိပြီးဖန်ဆင်းခဲ့တာဖြစ်တယ်ဒုတိယတစ်ခုကတော့အနန္တမပြတ်စစ်ကြဝဠာတွေအများကြီးရှိနေတယ်ဆိုလိုချင်တာက multiple universe တွေရှိနေတယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီထဲကနေကွက်တိဖြစ်သွားတဲ့စစ်ကြဝဠာတစ်ခုထဲကိုမတော်တဆရောက်ပြီးအသက်ရှင်နေရတာဖြစ်တယ်တတိယတစ်ခုကတော့ဒီကိန်းတွေကိုဘာလို့မရှိမဖြစ်လိုအပ်နေတယ်လဲဆိုတော့
ပိုမိုနဲ့တဲ့ယူပဗေဒနီးပညာတွေကိုကျွန်တော်တို့အခုချိန်ထိနားမလည်သေးတာဖြစ်ပါတယ်။သုံးခုစလုံးဟာချက်နိုင်ခြေရှိပါတယ်။တခုကမှတက်တင်မပြနိုင်ပါဘူး။သင်ကိုတခုကယာနှုံးမြင့်မှန်ပါတယ်လို့လာပြောနေတဲ့သူရှိရင်သူဟာသိပ္ပံပညာမှာမရှိသေးတဲ့သေချာရည်ရမှုတစ်ခုကိုလိမ်လည်ရောင်းချနေတာဖြစ်ပါတယ်။စစ်ကြောဝါဒအများအပြား theory Multiple Universe အရဆိုရင်တော့ဒါဟာတမင်သက်ချိန်ညီထားခြင်းမဟုတ်ပါဘူး။စစ်ကြောဝါဒတွေအများကြီးရှိတဲ့အထက်အမှာအလုတ်ဖြစ်တဲ့စစ်ကြောဝါဒတစ်ခုထဲမှာကျွန်တော်တို့ရှိနေတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အကယ်၍စစ်ကြောဝါဒကအလုတ်မဖြစ်ခဲ့ရင်အခုလိုထိုင်စင်းစားနေရမယ့်လူသားတွေဆိုတာရှိလာမှာမဟုတ်လို့ပါပဲ။အဲ့ဒီနေရာမှာဓမ္မပညာရှင်တွေကတော့ဒီလိုတုံ့ပြန်ခဲ့ကြပါတယ်။စစ်ကြောဝါဒအများအပြား Multiple Universe ဆိုတာမျက်စိနဲ့မမြင်နိုင်ဘူးစမ်းသပ်လို့လည်းမရဘူးအဲ့ဒါကိုယုံကြည်ဖို့ဘုရားသခင်ကိုယုံကြည်တဲ့ယုံကြည်မှုလောက်ပဲလိုအပ်တာဖြစ်ပါတယ်။ဒါဟာမမြင်ရတဲ့ဘုရားသခင်ကိုညှင်းပယ်ဖို့အတွက်မမြင်ရတဲ့နောက်ထပ်စစ်ကြောဝါဒတန်ပေါင်းများစွာကိုထပ်ပြီးစိတ်ကူးပုံဖော်ပြီးအစားထိုးနေတာဖြစ်ပါတယ်။ကဲအခုထပ်ပြီးလူသားတွေရဲ့သိပ္ပံပညာအရာတွေ့ရှိမှုတွေကိုပြောပြပါမယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာအာယုံကျော်သိပ္ပံပညာရှင်တွေဟာထူးဆန်းတဲ့အရာတစ်ခုကိုလှုပ်ဆောင်နိုင်ခဲ့ကြပါတယ်။အဲ့ဒါကတော့လူသားတွေဘုရားသခင်ကိုခံစားသိရှိနေတဲ့အချိန်မှာသူတို့ရဲ့အုံနောက်မှာဘာတွေဖြစ်ပြနေသလဲဆိုတာကိုဓာတ်မှန်ရိုက်ပြီးကြည့်ရှုခဲ့တာပဲဖြစ်ပါတယ်။အုံနောက်လှုပ်ရှားမှုဓာတ်မှန်စမ်းသပ်ချက်တွေအရလူသားတွေစိတ်ဝိညာဉ်ဆိုင်ရာထူးခြားချက်တွေကိုခံစားနေရတဲ့အချိန်မှာအုံနောက်ရဲ့သတ်မှတ်ထားတဲ့အစိတ်ပိုင်းအချို့ဟာလှုပ်ရှားလာတာကိုတွေ့ရပါတယ်။မိမိကိုယ်ကိုအသိစိတ်နဲ့ခန္ဓာကိုယ်အပိုင်းအခြားကိုထိန်းချုပ်တဲ့ Frontal Lobe စိတ်ခံစားမှုနဲ့အတိတ်ဘယ်ကိုထိန်းချုပ်တဲ့ Limbic System ပြီးတော့စီမံကိန်းနဲ့ပုံပြင်တွေကိုဖန်တီးတဲ့ Prefrontal Cortex ဆိုတဲ့အပိုင်းတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။အာယုံကျော်ပညာရှင်တွေပြောတာကလူတွေဟာစိတ်ဝိညာဉ်ဆိုင်ရာခံစားချက်တွေကိုရတယ်။စက်ကြောလာကြီးနဲ့တသားတည်းဖြစ်သွားရလို့ခံစားရတယ်။ဘုရားသခင်ရဲ့တရှိမှုကိုခံစားရတယ်။နှစ်ဆိုင်တဲ့ငြိမ်းချမ်းမှုကိုရတယ်လို့ပြောတဲ့အခါမှာဒါရီယာအုံနောက်ထဲမှာတကယ်ဖြစ်ပြနေတဲ့အာယုံကျော်ဆိုင်ရာအဖြစ်ပြတွေဖြစ်ပါတယ်။အုံနောက်ကတခုခုကိုတကယ်တိုင်းနာလို့ရအောင်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါကဘုရားသခင်ဆိုတာမရှိပဲအုံနောက်ထဲကစိတ်ကူးတက်တက်လားလို့မေးရင်လည်းမဟုတ်ပြန်ပါဘူး။အဲ့ဒါကဘာနဲ့တူတယ်လဲဆိုတော့တင်ရဲ့တပ်ပင်တစ်ပင်ကိုမြင်လိုက်တဲ့အချိန်မှာဒါဟာတက်ပင်ပဲလို့ခံစားရတဲ့အုံနောက်ရဲ့ခံစားချက်နဲ့အတူတူပဲလို့ဆိုလိုတာဖြစ်ပါတယ်။အုံနောက်ကခံစားချက်ကိုဖန်တီးပေးုံနဲ့အဲ့ဒီခံစားချက်တွေကနေညွှန်ပြပေးတဲ့အပြင်ဘက်ကအမှန်တရားကြီးကလည်းမရှိဘူးလို့ညင်းပယ်လို့မရဘူးဆိုတဲ့အနေထားပါ။ဆူတောင်းနေတဲ့ခရိယန်တွေတရားထိုင်နေတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့အုံနောက်ကိုစကန်ဖတ်ကြည့်တဲ့အခါမှာအားလုံးမှာတူညီတဲ့ပုံစံတစ်ခုကိုတွေ့ရပါတယ်။အဲ့ဒါကတော့ Frontal Lobe ရဲ့လှုပ်ရှားမှုကြောကြသွားတာဖြစ်ပါတယ်။ဒါဟာငါဆိုတဲ့အတ္တအသားအစီးနဲ့အပြင်ကဘာကစီကြီးကိုဖြိုပြစ်လိုက်တဲ့အနေအထားတစ်ခုပါဒါဟာစိတ်ဝိညာဉ်ရှားပွေနေတဲ့သူတွေနှစ်ပေါင်းထောင်ချီတိုင်အောင်ပြောခဲ့ကြတဲ့မြင့်မြတ်တဲ့အရာနဲ့တသားတည်းဖြစ်သွားခြင်းကိုဆိုလိုတာဖြစ်ပါတယ်ပြီးတော့အခုအချိန်မှာကျွန်တော်တို့မျက်စိနဲ့ကြည့်ရှုနိုင်နေပြီလည်းဖြစ်ပါတယ်ဘာလို့လဲဆိုအုံနောက်ကိုစကန်ဖတ်လို့ရလာတဲ့အနေအထားတစ်ခုကြောင့်ပါဒါကဖျားသခင်တကယ်ရှိပါတယ်ဆိုတဲ့သက်သေလားဒါမှမဟုတ်လူသားတွေရဲ့အုံနောက်ဖျားသခင်တကယ်ရှိတယ်ဆိုတဲ့ခံစားချက်ကိုအမတန်ကျွမ်းကျင်စွာဖန်တီးနိုင်စွမ်းရှိတယ်ဆိုတဲ့သက်သေလားအချစ်လက်တွေကတော့ကျွန်တော်တို့ကိုလာပြီးခါမှတိတိကျကျမပြောပါဘူးကိုစီရဲ့အတိတ်ပဲဖွင့်ဆိုချက်ကသာစကားပြောမှဖြစ်ပြီးအတိတ်ပဲဖွင့်ဆိုချက်ဆိုတာအမြဲတမ်းလူသားတွေရဲ့အမြင်နဲ့လူသားတွေရဲ့ခံယူချက်ပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်ကဲအခုဆိုရင်ပေရွာပြန်လူတွေပြောပြတဲ့အချစ်လက်တွေကိုကြည့်ကြပါမယ်နှစ်စဉ်နဲ့တိုင်းလူပေါင်းတန်းနဲ့ချီအောင်ခဏတာသေဆုံးသွားပြီးမှပြန်လဲရှင်သန်လာကြပါတယ်ဆိုလိုတာကကားတိုက်မှုတစ်ခုကြောင့်ကိုမောင်ဝင်သားတယ်တလားလောက်နေမှတတိပြန်လဲလာတဲ့လူတွေစီကနေမေးထားတဲ့မေးခွန်းတွေပါနှလုံးရက်သွားတယ်အုံနောက်လှုပ်ရှားမှုရက်သွားတယ်ဒါဟာစေပညာအရသေဆုံးခြင်းပါပဲပြီးတော့လဲအဲ့ဓာတွေကိုကျွန်တော်တို့ရဲ့ခက်တဲ့နီးပညာတွေခက်တဲ့ဈေးဝါးတွေနဲ့ကံကောင်းထောင်းမှန်စွာနဲ့ပြန်လဲအသက်သွင်းနိုင်ခဲ့ကြပါတယ်အဲ့ဒီနောက်သူတို့စီကနေမျောလင့်မထားတဲ့စကားတွေကိုလည်းကြားကြရပါတယ်မတူညီတဲ့ယဉ်ကျေးမှုတွေမတူညီတဲ့ဘာသာစကားတွေမတူညီတဲ့ခေတ်ကာလတွေဖြစ်ပေမဲ့တေလူမျောပါအခြေအနေနဲ့ကြုံခဲရသူတွေရဲ့ပြန်လည်ပြောပြချက်တွေဟာထူးဆန်းလောက်အောင်တူညီနေကြပါတယ်ဥပမာအလင်းတန်းကြီးတွေရှိတဲ့ဥမယ်လိုနေရာမျိုးကွယ်လွန်သွားတဲ့နောက်ဆွေမျိုးတွေနဲ့တွေ့ရတာမျိုးမိမိဘဝရဲ့အခိုက်အတန့်တွေကိုရုပ်ရှင်လိုပြန်လည်ခံစားရတာမျိုးပြီးတော့အတိုင်းအဆမရှိတဲ့ချစ်ချင်းမြတ်တာကိုခံစားလိုက်ရတာမျိုးဆိုတာတွေပေါ့နှလုံးအထူးခုပညာရှင်ပန်လော်မယ်ဟာနှလုံးရက်သွားပြီးမှပြန်လည်အသက်ရှင်လာသူ300ကျော်ကိုတေချာလေးသူတင်နာပြုလုပ်ခဲ့ပါတယ်အဲ့ဒီထဲက18ရာခိုင်နှုန်းဟာပေလူမျိုးပါအခြေအနေတွေမှာခံစားခဲ့ရတဲ့ခံစားချက်တွေကိုအစစ်အမှန်ပြောပြနိုင်ခဲ့ကြပါတယ်တချို့ဆိုရင်
သူတို့ကိုဆရာဝန်တွေကဘလို့ပြန်အသက်သွင်းခဲ့တယ်လဲဆိုတာကိုခန္ဓာကိုယ်ရဲ့အပြင်ဘက်တနေရာရာကနေငုံကြည့်နေတယ်လို့မျိုးအတိအကျပြန်လဲပြောပြနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်အဲ့ဒီအရာတွေအတွက်ရှင်းပြဖို့ကျွန်တော်တို့မှာအဖြေမရှိသေးပါဘူးဒါဟာတေပြီးနောက်ဘဝရှိတယ်လို့သက်သေပြတာမဟုတ်ပေမဲ့ရှင်းမပြနိုင်သေးတဲ့ထူးဆန်းတဲ့အချက်တစ်ခုအဖြစ်ရှိနေတာကတော့အမှန်ပဲဖြစ်ပါတယ်အာယုံကြောပညာရှင်တွေကတော့အုံနောက်မှာအောက်ဆီဂျင်ပြတ်လတ်သွားတဲ့အခါမှာစိတ်အာယုံခြောက်ခြားမှုတွေဖြစ်တယ်လို့ယူဆကြပါတယ်ဒီခါနီးအချိန်မှာအုံနောက်ကနေတဘာဝအလျောက်ထွက်လာတဲ့ DMD လို့ဆိုတဲ့ဓာတ်ပစ္စည်းတွေကြောင့်အာယုံတွေကိုပြန်မြင်ရတယ်လို့ဆိုပါတယ်ဥမယ်လို့အလင်းတန်းဆိုတာကတော့မျက်စိရဲ့သွေးကြောတွေပိတ်သွားလို့မြင်ရတဲ့ပုံစံမျိုးလို့ရှင်းပြကြပါတယ်ဒါပေမဲ့မွေးရပါမျက်စိကွယ်နေသူတွေကတော့တင်လူမျောပါခံစားချက်တွေကြုံတွေ့ရတဲ့အခါမှာသူတို့တစ်ခါမှမမြင်ဘူးတဲ့ပတ်ဝန်းကျင်အခင်းချင်းတွေကိုဘာလို့အတိအကျပြန်လဲပုံဖော်ပြောနိုင်ကြတယ်လဲဆိုတာကတော့ကြီးမားတဲ့မေးခွန်းကြီးပဲဖြစ်ပါတယ်ပြီးတော့ဘာလို့တယောက်နဲ့တယောက်လုံးဝမသိတဲ့မတူညီတဲ့ယဉ်ကျေးမှုကလူတွေရဲ့အတွေ့အကြုံတွေကရောဘာလို့ဒီလောက်ထိတောင်မှတိုက်ဆိုင်ဆိုင်တူညီနေရတာလဲအဲ့ဒါကလည်းကမ္ဘာပေါ်မှာရှိတဲ့ဖြေရကဲဆုံးမေးခွန်းတွေထဲကတစ်ခုပါပဲကျွန်တော်တို့သိထားတဲ့အသိပညာတွေရဲ့အနာစွန်းကိုရောက်နေကြပါပြီပြီးတော့အဲ့ဒီအနာစွန်းရဲ့ဟိုဘက်မှာတခုခုတော့စောင့်ကြုံနေမှာတော့အမှန်ပါပဲအဲ့ဒီစောင့်ကြုံနေတဲ့အရာကတော့ဘာလဲဆိုတာကျွန်တော်တို့မသိရသေးပါဘူးဘာလို့လဲဆိုကျွန်တော်တို့အဲ့ဒီနေရာကိုမရောက်သေးလို့ပါကဲအခုဆိုရင်တော့ဘုရားသခင်ရှိခြင်းမရှိခြင်းရဲ့သိရောက်မှုတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဘုရားသခင်တို့မဟုတ်နတ်ဘုရားတွေဆိုတာတကယ်ရှိမရှိဘာသာရေးယုံကြည်မှုဆိုတာကမ္ဘာပေါ်မှာတကယ်လက်တွေ့ကြတဲ့ကောင်းကျိုးတွေကိုတော့ပြုပေးနေတာတော့အမှန်ပါပဲဟာဗတ်တက္ကသိုလ်ကတိုင်လာဘန်ဒါဝီလီဟာဘာသာရေးလေ့ကျင့်မှုတွေကလူသားတွေရဲ့စိတ်ကြမ်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကိုဘဝတစ်ခုလုံးအချိန်မေးပြီးသူတည်တနာပြုလုပ်ခဲ့ပါတယ်သူ့ရဲ့ရှာဖွေတွေ့ရှိချက်တွေကတော့အမြဲတမ်းတူညီပြီးအံ့ဩစရာကောင်းနေပါတယ်နံပါတ်1တစ်ချက်အနေနဲ့ဘာသာရေးအခမ်းအနားတွေကိုပုံမှန်တက်ရောက်သူတွေဟာစိတ်ကြယောဂဖြစ်ပွားမှုမိမိကိုယ်ကိုတေချောင်းကြံစီမှုနဲ့မူရဲ့စေဝါသုံးဆမှုနှုန်းကိုတိတလျော့နေနေတဲ့အချက်ဖြစ်ပါတယ်နံပါတ်2အချက်ကတော့လူမှုရေးလှုပ်အားပေးခြင်းလှူဒန်းခြင်းနဲ့ပတ်ဝန်းကျင်ကိုကူညီခြင်းဆိုင်ရာလုပ်ငန်းတွေမှာပုံမပါဝင်လာတတ်ကြတာဖြစ်ပါတယ်ပတ်သုံးအနေနဲ့ကတော့ဖယားတခင်ကိုယုံကြည်ကိုးကွယ်တဲ့လူတွေဟာပြန်ပြန်အားဖြင့်အသက်9နှစ်ထက်ပိုပြီးတာမန်လူတွေထက်ပိုပြီးအသက်ရှင်ကြတယ်လို့ဆိုပါတယ်ပြီးတော့နံပါတ်4အနေနဲ့သူတို့တွေဟာမိမိတို့ရဲ့ဘဝအပေါ်မှာစိတ်ကြည်နပ်မှုနဲ့မျှော်လင့်ချက်ပုံမမြင်မာကြတာဖြစ်ပါတယ်ဘာသာတရားရှိခြင်းအတွက်ရရှိလာတဲ့ကောင်းကျိုးတွေအများကြီးထပ်ပြီးရှိပါသေးတယ်ဥပမာအနေနဲ့အတိုင်းဝိုင်းတွေရှိလာတာဘဝရဲ့ရည်ရွယ်ချက်ကိုတွေ့တာအခမ်းအနားတွေရှိလာတာပြီးတော့ဆင်းရဲဒုက္ခကိုရင်ဆိုင်နိုင်မဲ့စိတ်ပိုင်းဆိုင်ရာပေါင်းတစ်ခုကိုတွေ့ရှိနေတာတွေဖြစ်ပါတယ်ဒါတွေဟာသိငယ်တဲ့အရာတွေမဟုတ်ပါဘူးဂျာမန်ရဲ့အော့ဇဝဲအချင်းစခန်းကနေလွတ်မြောက်လာတဲ့စိတ်ပညာရှင်ဗစ်တာဖရန်ကယ်ကရေးခဲ့ဘူးတာတစ်ခုရှိပါတယ်ရှင်နန်ဖို့အတွက်အကြောင်းပြချက်တစ်ခုခုရည်ရွယ်ချက်တစ်ခုခုချစ်ရမယ့်သူတစ်ယောက်တို့မဟုတ်ဘုရားသခင်ရှိနေတဲ့သူတွေဟာအသက်ရှင်လွတ်မြောက်ဖို့ယာခိုင်နှုန်းပိုများကြတယ်ဆိုတဲ့အရေးသားပဲဖြစ်ပါတယ်ဘဝရဲ့အတိတ်ပဲဆိုတာလူသားတွေအတွက်အရေးကြီးဆုံးလိုအပ်ချက်ဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့တခုခုရှိနေတယ်လို့ယုံကြည်ခြင်းဟာလူသားတွေအတွက်ပိုပြီးကောင်းကျိုးဖြစ်စေနိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါဟာဘုရားသခင်ရှိနေတယ်ဆိုတာကိုသက်သေပြနေတဲ့အဆိုများဖြစ်နေမလားမဟုတ်ပါဘူးဒါပေမဲ့ဒါဟာမြင့်မြတ်မှုကိုတောင်းတတဲ့လူသားတွေရဲ့တောင်းတချက်အစစ်အမှန်ကိုဖော်ပြနေတာလို့ဆိုလိုတာဖြစ်ပါတယ်။ကဲအခုဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းဒီနေရာမှာအဆုံးသတ်ချင်ပါတယ်။ဒီဗီဒီယိုလေးဟာဘာသာရေးတိုက်ခိုက်မှုတစုံတရာမပါဝင်ဘူးဆိုတဲ့အကြောင်းကိုလည်းဒီနေရာမှာကျွန်တော်ထပ်ပြီးပြောကြားလိုပါတယ်။ဘုရားသခင်တွေတကယ်ပဲရှိနေသလား။ခုလိုမျိုးမေးခွန်းမေးကြည့်လို့အဖြေရလာခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ကွန်မန့်ပေါက်ထဲမှာလည်းရေးပေးသွားဖို့မမေ့ပါနဲ့哦နောက်ထပ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုထပ်တင်ပေးသွားအောင်မှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ